ကျွန်တော်တို့ fighter လေးဂျိုရှူအာဗန်ရဲ့နာမည်ပြောင်က The Fearless ပါအဓိပ္ပာယ်ကတော့ကြောက်ရွံ့ခြင်းကင်းမဲ့သူဖြစ်ပါတယ်ဒီကြောက်ရွံ့ခြင်းကင်းမဲ့သူဆိုတဲ့နာမည်ကိုဘန်ကသူ့ကိုယ်တိုင်သူ့ကိုယ်သူပေးထားတာပါအရကန်သားစကားဝိုင်းထဲမှာဘယ် fighter ကိုမှမကြောက်ဘူးတွေးချင်တဲ့ကောင်နဲ့တွေးအမှောက်သိပ်ပြစ်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေးထားတာပါThe Fearless ဆိုတဲ့နာမည်ကို idea ရခဲ့တာကတော့ The Last Skinner ရုပ်ရှင်ဇာတ်လမ်းတွေကဇက်ကောင်ရဲ့နာမည်ကိုဘန်ကကြိုက်လို့ယူသုံးထားတာပါအရင်ကဘန်ရဲ့နာမည်ပြောင်ကစာဖေးပါစာဖေးရဲ့အဓိပ္ပာယ်ကပြိုင်ဘက်ကိုညှာတာမှုမရှိပဲရဲရဲဆက်ဆက်တိုက်ခိုက်တက်သူလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဘန်ကအဲ့ဒီနာမည်ကိုတိတ်မကြိုက်လို့ The Fearless ဆိုတဲ့နာမည်ကိုပြောင်းလဲခဲ့တာပါကဲကျွန်တော်တို့ရဲ့ The Fearless ကြောက်ရွံ့ခြင်းကင်းမဲ့တဲ့ fighter လေးကဘယ်ပြိုင်ဘက်ကိုမှမကြောက်ဘူးဆိုတော့သူကြောက်တာကဘာဖြစ်မလဲ Oh my god! Wow! မွေဖြစ်ပါတယ်မွေကိုဘန်ကြောက်ပါတယ် Go again, bro. Go chase him. He was trying to shoot it. Oh shit. You keep running. ဘန်အခုရောက်ရှိနေတဲ့နေရာကတော့အမေရိကန်ပြည်ထောင်စုအိုကလာဟိုးမားပြည်နယ်ကအမဲလိုက် channel မှာဖြစ်ပါတယ်ဘန်ကလက်ရှိအချိန်မှာအပြင်းသားလေ့ကျင့်ခန်းအစီအစဉ်တွေခက်တာရန်နာထားရပါတယ်တက်ဆူရိုဒိုင်ယာနဲ့ပွဲတုန်းကထိခိုက်ဒဏ်ရာကြောင့် USC ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်အရရက်ပေါင်း30အနားယူဖို့ညွှန်ကြားခံထားရပြီးအဲ့ဒီအထက်က21ရက်ကတော့ခန္ဓာကိုယ်ကိုလုံးဝထိခိုက်မှုမရှိအောင်သတိထားမှာဖြစ်ပါတယ်ဒီနာရက်ကာလကိုကြော်လွန်ပြီးမှပုံမှန်လေ့ကျင့်ခန်းတွေအပြည့်အဝပြန်ဆင်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ဘန်ကဒီနာရက်ကာလမှာတငယ်ချင်းတွေနဲ့တူအမေရိကန်ပြည်ထောင်စုအိုကလာဟိုးမားပြည်နယ်ကအမဲလိုက်ချန်တွေမှာအမဲလိုက်တာကန်တွေထဲမှာငါးများတာတွေပြုလုပ်ပြီးစိတ်အပန်းဖြေနေပါတယ်ဘန်ကလာမယ့်မေလ29ရက်နေ့မှာတော့မလေးရှားနိုင်ငံကချင်းဒုက္ခသည်များကော်မတီရဲ့25နှစ်ပြည့်ငွေအထူးအခမ်းအနားအစီအစဉ်ကိုအစိုးရဖြူဖြူကြော်သိမ်းတဲ့အတူတက်ရောက်ပြီးမြန်မာပြည်သက်တွေနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်The Area Hewani Show ရဲ့အင်တာဗျူးမှာဘန်ကထိုင်းနိုင်ငံကိုအရင်သွားရောက်ပြီးမှမလေးရှားနိုင်ငံကိုသွားမယ်လို့ဖြေဆိုထားတာကြောင့်ထိုင်းနိုင်ငံကိုအရင်လာရောက်မဲ့သဘောရှိနေပါတယ်ဒါကတော့အိုကလာဟိုးမားပြည်နယ်ကကန်တစ်ခုမှာဘန်ငါးများနေတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်